မိုးရသည်မှာကိုခံအားကောင်းစေဖို့နေ့စဉ်ပြုလုပ်ပေးတဲ့အလေးအကျင့်ကောင်း9ခုအေးမိတုပ်ကွေးနဲ့ဝမ်းပြက်ဝမ်းလျှော်ယောဂါတွေကမိုးရသည်ရောက်ရင်အဖြစ်များလာပါတယ်ဒါကြောင့်ကိုခံအားကောင်းအောင်နေ့စဉ်ဘာတွေလုပ်ရမလဲဆိုတာကိုဒီဗီဒီယိုလေးမှာပြောပြပေးပါမယ်မက်ဒီဖလိုးကဒေါက်တာစင်ညီပါပထမတစ်ခုကတော့အေးဝဝအိတ်ပါအရွယ်ရောက်ပြီးသူတွေဆိုရင်တစ်နေ့ကို9နာရီကနေ9နာရီအထိအိတ်ဆက်ဖို့လိုပါတယ်အေးမိုးရတာကကိုခံအားစနစ်ကိုအားနေစေပြီးယောဂပိုးဝင်လွယ်စေပါတယ်ဒုတိယတစ်ခုကတော့အာဟာရမျှတအောင်စားပါဟင်းသီးဟင်းရွက်တစ်သီးဝလံငါးကြက်ဥပဲမျိုးမျိုးလိုပရိုတင်းဓာတ်ကျွဲဝါတဲ့အစားအစာတွေကိုစုံလင်အောင်စားပေးပါအချိုရည်နဲ့တကြားဓာတ်များတဲ့အစားအစာတွေကိုတော့တတ်နိုင်သလောက်လျှော့စားသင့်ပါတယ်တတိယတစ်ခုကတော့ရေလုံလောက်အောင်တောက်ဖို့ဖြစ်ပါတယ်ရေများများတောက်တာကခန္ဓာကိုယ်ရဲ့လုပ်ငန်းဆောင်တာတွေကိုကောင်းမွန်စေပြီးကျန်းမာရေးအတွက်အကျိုးရှိပါတယ်စရုပ်ထားတစ်ခုကတော့ပုံမှန်၄ချိန်ခန့်လုပ်ပါတစ်နေ့ကိုမိနစ်30လောက်လမ်းလျှောက်တာစပိန်စီးတာအိမ်ထဲမှာ၄ချိန်ခန့်လုပ်တာတွေကသွေးလက်ပတ်မှုကောင်းစေပြီးကိုယ်ခံအားစနစ်ကိုထောက်ပံ့ပေးနိုင်ပါတယ်နောက်ဆုံးတစ်ခုကတော့လက်ကိုမကြာခဏဆေးပါမိုးရသည်မှာယောဂပိုးတွေပြန်ပွားလွယ်တဲ့အတွက်အစာမစားခင်အိမ်သာတက်ပြီးတိုင်းအပြင်ကပြန်လာတိုင်းစက်ပြာနဲ့အနည်းဆုံးစက္ကန့်20ကျော်လက်ဆေးပေးတာကယောဂကူးစက်မှုကိုတိတိကျကျလျှော့ချပေးနိုင်ပါတယ်မှတ်ထားရမှာကကိုခံအားကောင်းစေတဲ့အစားအစာတစ်မျိုးတည်းဆေးတစ်မျိုးတည်းဆိုတာမရှိပါဘူးကျန်းမာတန်ဆွမ်းစေတဲ့အလေးအကျင့်တွေကိုနေ့စဉ်လှုပ်ဆောင်ပေးတာကသာအရေးအကြီးဆုံးဖြစ်ပါတယ်အားလုံးပဲမိုးရာသီကိုယောဂဗျကင်းဝေးစွာဖြတ်တန်းနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ကျွန်တော်ကတော့ Medi Flow ကဒေါက်တာစိန်ကြီးဖြစ်ပါတယ်